မင်္ဂလာပါညီကိုတို့เนาะကျွန်တော်လောဝေးဝဒနာရှင်ညီကိုတို့ကျွန်တော်အထူးသတင်းပေါ့เนาะဒါဝဒနာပိုင်းညီကိုတွေအတွက်ပဲနားထောင်ပါပေါ့เนาะဘယ်လိုမျိုးဆိုရင်ကျွန်တော်တို့ဘယ်လိုမျိုးလို့စီစဉ်ထားလဲဆိုကျွန်တော်တို့အခုလောဝေးထိုးချင်တဲ့ညီကိုတွေဘောင်းတော်တော်ဝဒနာကြီးတဲ့ညီကိုတို့အတွက်ပဲစီစဉ်ထားတာပေါ့เนาะကျွန်တော်၄လပိုင်းကြာရင်ပွဲကြီးပွဲကောင်းပွဲရှိမယ်ကလပ်လူတွေစင်ကောင်းစင်နေမယ်ကျွန်တော်ဘယ်သူဖြစ်ထိုးလို့ရတယ်ကျွန်တော်တို့ပွဲရတော့ပွဲကြီးပွဲကောင်းမယ်အေးမှာထိုးတဲ့ဒီပွဲမှာ၄လပိုင်းထိုးတဲ့ပွဲကြီးပွဲကောင်းမှာနိုင်တဲ့လူမှမဟုတ်ဘူးเนาะသူတို့ကြည့်မယ်ဒိုင်တွေကကြည့်မယ်လက်ရည်ကောင်းတဲ့လူကိုသူတို့မွေးထုတ်ပေးရမယ်တတ်ပေါ့เนาะမွေးထုတ်ပေးပြီးတော့စားစိတ်တယ်ပူပါနေစိတ်တယ်မပူပါဘူးအိတ်စိတ်တယ်ပူပါပေါ့เนาะသူတို့ supporting အကောင်းဆုံးပေးရမယ်ညီကိုတို့အတွက်ပေါ့เนาะနောက်တော့1တယ်ပေါ့เนาะပို့ပေးမယ်ပေါ့เนาะ1ရောက်ထိတယ်ပို့ပေးမယ်ညီကိုတို့ဝါသနာပိုင်းညီကိုတို့ကျွန်တော်အမေကြာကိုဗမာထိုးရမယ်ဘယ်လိုထိုးရမယ်ဘယ်လိုဆက်တွေ့ရမယ်ကျွန်တော်ချက်ပေါက်မှာလည်းဆက်သွယ်လို့ရမယ်အပွဲနေကြရင်ကျွန်တော်အတိအကျပြောပြမယ်၄လပိုင်းတော့ရက်ကန့်တတ်ထားတာပေါ့နော်၄လပိုင်းတော့ပြောထားတယ်ထိုးချင်ညီကိုများပေါ့နော်အိခါကျရင်တော်တော်ကြည့်ကောင်းမယ်စပွန်ဆာလည်းအိခါကျရင်စပွန်ဆာပေးရတော့အမ်ပုံတွေဘောင်းမီတွေပေါ့နော်ဘောင်းမီဒါလက်ဝဲကလပ်ထမှာပဲဝယ်ရမယ်တခြားစီမှာကျွန်တော်တို့ပြင်ပအင်ဂျီအနေနဲ့ပေးမထိုးပေါ့နော်တို့ဘောင်းမီတွေအန်ကတ်တွေပေါ့နော်အဲ့လာတွေတော့အဲ့လာတွေတော့ဝယ်ရမယ်နောက်မြို့ထမှာပဲကျင်းပမှာမြို့ထဲမှာကျင်းပတဲ့အတွက်ကျွန်တော်တို့အသွားလာခီးပေါက်တာပေါ့နော်လမ်းစိတ်တွေလောက်ကြီးမကုန်ဘူးကြက်ထားလေးနဲ့လာတယ်လမ်းစိတ်မကုန်ပေါ့နော်ဒီမှာညီတယောက်မိထားအကိုကြီးကျွန်တော်လည်းအဲ့လိုထိုးချင်နေပြရတယ်လောက်ကိုင်းတာအဆင်မပြေဘူးလက်ဝဲပဲထိုးစားမယ်ကုကြီးပေးပါလားပေါ့နော်ကြောက်လည်းမေးကြတယ်ကြောက်လည်းမေးကြမလေးရှားတို့အဲ့လိုပေါ့နော်အဝေးရိုက်ပဲတက်အများစုလည်းမေးကြတယ်ပေါ့နော်လည်းမေးကြအကိုလက်ဝဲထိုးချင်တော့အဲ့လိုပေါ့နော်ကိုလိုထိုးချင်မှာကိုလည်းကိုဒါဟိုညီလေးတယောက်ရှိုင်းထက်တာမသိဘူးเนาะရှိုင်းထက်ထိုးလိုက်တယ်ညီလေး10မိနစ်ကျော်တော့မှခေဘူးနဲ့ကြာပါเนาะနောက်ကျွန်တော်နဲ့ထိုးချင်တဲ့ညီကိုတွေရပါတယ်ကျွန်တော်ကတော့ဘယ်မဆိုဝါသနာပေါ့เนาะကျွန်တော်ငကိုကြီးကဝါသနာရှိတယ်ဝါသနာရှိတဲ့အတွက်ညီကိုတို့စင်ခေါ်ရင်ကိုကလက်ခံပေးမယ်ဒါမှ60 kg မှာထိုးဖို့ပေါ့เนาะ60 kg တန်းပဲကိုအဲ့လောက်ပဲကိုလောက်ထားတာပေါ့เนาะကို kg လောက်ပဲသတ်မှတ်ထားတယ်ပေါ့เนาะဟိုညီလေးရှိုင်းထက်နဲ့ထိုးတော့မှဆိုရင်ကိုက56ကပဲစီပေါ့နော်59ပဲစီတယ်ညီလေး channel 10မိနစ်ကျော်နဲ့ခေကိုကြာပါနော်အကုန်နဲ့ထိုးရင်တော့ comment ထမှာဝင်ရေးပေါ့နော်ဒါကန်ကောင်းတဲ့လူတော့ကိုနဲ့တော့ထိုးရမှာပေါ့နော်ကိုကတော့ပြီးစတယ်တော့မထိုးဤမှာဤပွဲမှာပဲကိုနဲ့ပြောမဆိုစင်ခေါ်ပွဲနေနဲ့ကိုသားကြီးကိုစီစဉ်တဲ့ကိုသားကြီးကကိုတငယ်ချင်းဆိုတော့ပြောပြီးအကကြောင့်ကိုတို့ထိုးကြမှာပေါ့နော်အစင်ပုံမှာတွေ့မှာပေါ့နော်အားလုံးကျေးဇူးတင်ပါနော်လာလဝေးဝဒနာပါရညီကိုဒါပြောမဆိုတော့မြန်မာနိုင်ငံအတွက် supporting တစ်ခုပါနော်မြန်မာရဲ့လူငယ်တွေအတွက် supporting aim တစ်ခုပါပဲเนาะဒီဘွဲကြီးမမလောက်အောင်ဆိုတခါလဲကျင့်တာဒီကေရကျင့်ထားပေါ့เนาะအကောင်းဆုံးကျင့်ထားပါပဲပေါ့ပြောချင်ပါတယ်အားလုံးညီကိုတွေ fighting ပါ